Okay, let's go. အရင်ကတခုမှမလုပ်ဘူးအက်တီမှာပထမဆုံးလုပ်တာအဲ့လိုမျိုးရှိဒီတိုင်းပဲအလုပ်လုပ်ပုံမှန်အလုပ်လုပ်တဲ့ပုံစံမျိုးပဲရောက်ခဲ့အရင်ကတော့မရှိဘူးဆိုင်မှာနေတာကြာညတော့ရှိရဲ့အရင်ဆောင်းမမင်းပေါ့ဆောင်းမမင်းကအဲ့တွေ့ချင်းအရင်တက်တက်ကြွတယ်ပြီးရင်သူဝစားတဲ့ပုံစံနဲ့လည်းအရင်ဖိုက်တယ်ပြီးတော့အရင်လည်းတော်တယ်ဆောင်းမအဲ့လိုလည်းမရှိဟုတ်အရင်တော့ဘာမှမလုပ်ခဲ့အိမ်မှာလည်းနေရှမ်ပူတော့ကျုံကုန်အကုန်လုံးဒီတိုင်းပုံမှန်ပဲအားမရှိဘူးအရင်တော့အဲ့တော့ဒီဇိုင်နာလုပ်ဖို့ဝါသနာတော့မပါဘူးဒါပေမဲ့ဆရာကြီးနဲ့နေရာများစပင်းညက်တဲ့ပုံစံကြည့်ရောစပင်းညက်တဲ့ချင်းအခုနောက်ပိုင်းဆိုတော့လည်းစပင်းညက်တိုင်းပဲပိုးဝါသနာပါအဲ့လိုလည်းမရှိကိုယ်ရဲ့ဖြစ်ဟုတ်သူကပေါ်လဲပေါ်ပါတယ်အရင်ပူတဲ့ခိုင်ပါဆိုရင်ပေါ်ပါပဲရှိတယ်နေရတယ်အညိုစပင်ကောက်တဲ့အပိုင်းမှာလိုင်းကြီးပုံစံမျိုးစပင်ကောက်တဲ့ပုံစံကျေးဇူးအကုန်လုံးကတော့ဒီလိုမျိုးကူညီကြတဲ့သူတွေအများကြီးပဲပေါ့အဲ့လိုမျိုးတည်ရင်တော့မရှိဘူးအဲ့တခုခုမတည်တာမတက်လိုက်ရှင်အကုန်လုံးတင်ပြတဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ်လို့ပြောရှင်အခုတက်ထားတဲ့ပညာရဲ့ပုံမှာအကောင်းဆုံးကြိုးစားပြီးလုပ်ကောင်းမယ်စီမံဟုတ်ကျွန်တော်နာမည်ကဝန်းဝဲမိုင်